ခရနဲ့1044ခုနှစ်ဝန်းကျင်ကပကံထီးနန်းမှာအနော်ထာမင်းကြီးနဲ့ချက်လှစွာသောမိဖုရားစောမွန်လှတို့သာသိရှိခဲ့တဲ့ပျောက်ဆုံးနေသောပြည်တံဗရမ များကြီးအကြောင်းကိုဘုသူသားဖြစ်ပွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်နန်းဆန်မဟာဒေဝီဖြစ်တဲ့နှမတော်ဟာမောင်တို့ကိုဘုံလယုံတောက်စေတဲ့နန်းစဉ်ရတနာတွေတဲကဘာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့လျှို့ဝှက်ထားတဲ့ဖီရန်ပတပြားကြီးအကြောင်းပြောပြမယ်။ဒီပတပြားကြီးဟာပကံထီးနန်းရဲ့လျှို့ဝှက်ချက်တွေမို့မောင်တော်နဲ့နှမတော်သာသိထားရမည်ကိစ္စပဲပဲ။နှမတော်နှုတ်တော်စောင့်ထိန်ရပါလိမ့်မယ်။နှမတော်စောင့်ထိန်ခဲ့တဲ့တီလာတွေကဲ့သို့ပတပြားကြီးရဲ့အကြောင်းကိုအသက်နဲ့လဲလူထိမ့်သိမ့်ပါမယ်ဖေဟာအနော်ထာမင်းကြီးမှာအရိန်ဓမ္မလှန်အပြင်လူတိနဲလှတဲ့ဗရမများကြီးတစ်လုံးလဲပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒီဗရမများကြီးဟာဖုံးကန်ရှိသူလက်ထဲတွင်အထောက်ပံ့ကောင်းများပေးစွမ်းနိုင်သောတိတ်ထီအောင်မှော်ဝင်ဗရမများကြီးဖြစ်ပါတယ်ခရနဲ့1208ခုနှစ်ဝန်းကျင်ချိန်ခန့်မှာတော့ဟိုပုံးစော်ဝါကြီးနဲ့သူဤအမတ်ကြီးတို့ဟာတောင်ကိုမြတ်စောညီနောင်ဖျားတွင်တိတ်ထီအောင်နေသောရတေကြီးတစ်ပါးကြောင့်သိရှိခဲ့ကြပါတယ်။အဲဒီရတေကြီးဟာစတုထဇံတမဘတ်ကိုဝင်စားနိုင်ပြီးမြေချဝိဇ္ဇာတက်ကိုပါတက်မြောက်ထားသည်ဟုဆိုကြပါတယ်။စော်ဝါကြီးဟာအဲဒီရတေကြီးရဲ့တကိုးကိုကိုယ်တိုင်မြင်လို့တစ်ဖြင့်နန်းတော်သို့ပင်းဆောင်ရန်အမိန့်ပေးလိုက်ပါတော့တယ်။ရသေးကြီးလည်းမြတ်စောညီနောင်ဖျားတွင်တရားကျင့်ကြံနေစဉ်ဟိုပုံးဘက်မှမြင်းစစ်တီတော်များရောက်ရှိလာတဲ့အခါမင်းတို့ရောက်လာကြပြီလားဟုရုတ်တရက်မေးလိုက်တဲ့အတွက်မြင်းစစ်တီတော်များလည်းအလံတကြားဖြစ်ခါဝှညွှတ်လိုက်ကြပါတော့တယ်ရသေးကြီးလည်းဟိုပုံးစော်ဘွားနဲ့အကြောင်းတရားများရှိသေးသည်ဟုဆိုကာပင်းဆောင်မှုကိုလက်ခံလိုက်ပါတယ်ဟိုပုံးစော်ဘွားနဲ့ငါနဲ့ကအတိတ်ကပဋ္ဌာန်းဆက်တွေပဲငါလိုက်ခဲ့မယ်ရသေးကြီးနန်းတော်သို့ရောက်တဲ့အခါစော်ဘွားကြီးကသူဤစားတော်စထဲမှာတရတိတစ်လုံးကိုယူဆောင်ကာပညာဆန်းလိုက်ပါတယ်ရသေးကြီးကအဲ့ဒီတရတိကိုလက်ထဲသို့ယူကာစတုထဇံတမဘတ်ကိုဝင်စားလိုက်တယ်အဲ့ဒီချိန်နန်းတော်တစ်ခုလုံးငြိမ်သက်နေတယ်ခဏကြာမှတော့ရသေးကြီးရဲ့လက်ထဲကရွှေရောင်တရတိဟာအစင်းရင်းရောင်တံမြာသည်ဖြစ်သွားလေတော့တယ်စော်ဘွားကြီးအံ့အားတင်သွားပြီးအဲ့ဒီတံမြာသည်ဟာတာမန်မဟုတ်မှန်းသိလိုက်တယ်ရသေးကြီးအဲ့ဒီတကောဟာဝိဇ္ဇာကိုခေါ်တော့အတတ်ပညာကြောင့်ရရှိထားခြင်းဖြစ်တယ်။ဝိဇ္ဇာကို၅မျိုးခွဲခြားနိုင်တယ်။ဝေဒဝိဇ္ဇာဗေဒင်ပညာ၊မန္တဝိဇ္ဇာလောကိပညာရများ၊ဂန္ဓာယဝိဇ္ဇာတကောသိဋ္ဌိပညာများ၊လောကိယဝိဇ္ဇာအဇံပညာပညာများနဲ့အရိယဝိဇ္ဇာမက်ဖို့နိဗ္ဗာန်ရောက်ကြောင်းပညာတို့ဖြစ်တယ်။ရသေးကြီးဒီဂန္ဓာယဝိဇ္ဇာကိုအောင်မြင်စွာကြည်ကြံထားသူဖြစ်တယ်။စော်ဝါကြီးဟာအဲ့ဒီတံမြာသီးကိုမိမိပါဏစတနေသောတရေခတ္တရာစက်ဘယင်ကြီးဓမ္မရာဇာထံသို့ဆက်တလိုက်ပါတယ်။တရေခတ္တရာစက်ဘယင်ကြီးဓမ္မရာဟာအဲ့ဒီတံမြာသည်လက်ထက်ရောက်လာတဲ့အခါဤတံမြာသည်တာမန်တော့ဖြစ်နိုင်ဟုသိလိုက်တယ်။ဒါကြောင့်စစ်ပင်ကြီးဟာမော်လှန်ကိုကင်ကသူရွတ်နေကြဂါထာတစ်ပုဒ်ကိုရွတ်ဆိုပြီးအဲ့ဒီတံမြာသည်ကိုထိုးလိုက်တယ်။ဘုံဆိုတဲ့အတန်ကြီးနဲ့သူတံမြာသည်ခွန်များကွဲထွက်သွားပြီးအဲ့ဒီနေရာမှာပင်အယောင်တွေတစ်ဖက်ဖက်လင်းလက်နေသောဗရာမများကြီးတစ်လုံးဖြစ်ပေါ်ထွက်လာခဲ့တယ်။အဲ့ဒီချိန်ကတရေခတ္တရာပြည်တစ်ခုလုံးအလင်းရောင်များထိန်လင်းသွားပြီးအမှတ်များစစ်တီများအံ့အားသင့်လျက်ဒူးထောက်ကိုးကွယ်ကြလေတယ်။အဲ့ဒီဗရာမများကြီးဟာပကံနန်းစဉ်ရတနာပလဲထက်ပင်တောက်ပသောရေရနာကြီးဖြစ်ကြောင်းသိရှိရပါတယ်။ဗရာမများကြီးထွက်ပေါ်လာတဲ့အခါတိုင်နှန်းရှင်စောမွန်လာမင်းသမီးဟာရသေးကြီးအားသူမရဲ့တိုင်နှန်းတော်အတွင်းသို့ပင်းဖိတ်လိုက်ပါတယ်။စောမွန်လာကအဘဲကြောင့်ပြည်တံဗရာများကြီးသည်တရေခတ္တရာစက်ပယံကြီးထံရောက်သွားပါသည်။အရှင်သည်တရတိကိုတံမြာသည့်ဖြစ်တာပြောင်းလဲပေးခဲ့သည်မဟုတ်ပါလားဟုမေးလေရာရသေးကြီးကငါသည်တရတိကိုတံမြာသည့်ဖြစ်တာပြောင်းလဲပေးခဲ့သည်။သို့သောဤဗရာများသည်တိဋ္ဌိဝင်သောနန်းစရနာဖြစ်သည့်အတွက်ဘုံကံရှိသူထံသို့အလိုလျောက်ရောက်ရှိသွားခြင်းသာဖြစ်ပါသည်ဟုမိန့်ကြားသည်ထိုအခါစောမွန်လာမင်းသမီးကအနော်ရာမင်းကြီးပြည်တံဗရာများကြီးကိုတည်သူမှာကျွန်ုပ်သာလျှင်ရှိပါသည်ကျွန်ုပ်ကွယ်လွန်ကားနည်းတွင်အတိတ်ဘဝကမောင်တော်ဆက်သူအားပြောပြခဲ့ပူပါတယ်ထိုအတိတ်ဘဝကမောင်တော်ဆက်သူသည်ယခုကျွန်ုပ်ရှေ့တွင်ရှိသောအရှင်ပင်ဖြစ်ပါတယ်ဟုဆိုလေရာရသေးကြီးကထိုအကြောင်းကိုတီးပြလိုက်လေသည်သူတို့နှစ်ဦးဒီနှစ်ပေါင်း600ကျော်ပြီးနောက်အတိတ်ဘဝကမောင်နှမများပြန်လည်စုံစည်းကြခြင်းဖြစ်ပါတယ်။အဲဒီနောက်ရသေးကြီးဟာပကံမြို့ဓမ္မယန်ကြီးဖျားသို့ကြွားရောက်ရန်အကြောင်းတရားပေါ်ပေါက်လာကြောင်းပြောကာတိုင်နှန်းကျင်စောမွန်လာအားနှုတ်ဆက်ထွက်ခွာသွားပါတော့တယ်။ရသေးကြီးဓမ္မယန်ကြီးဖျားသို့အရောက်တွင်ထူးဆန်းသောမီးရောင်များလင်းလက်နေသည်ကိုတွေးရှိလိုက်ရပါတယ်။ထိုအလင်းရောင်များသည်ကြောက်မဖွယ်ကောင်းလာပါတယ်။ဓမ္မယံဖျားကြီးဤအနီးပတ်ဝန်းကျင်နှင့်ပြစ်စရန်တိုင်းတွင်နီရောင်အလင်းများဖြာထွက်နေပြီးလေထုတစ်ခုလုံးခါသီးသောဆွမ်းအင်များပြည့်နှက်နေသလိုခံစားရပါတယ်။ရသေးကြီးသည်ဓမ္မယံဖျားနီးသို့တဖြည်းဖြည်းလျှောက်လာရာဖျားပရုံတွင်အရှိဘက်မုတ်တွင်ယဟန်တော်တစ်ပါးစတုထဇံတမဘဝင်စားနေသည်ကို
တွေးရှိရပါတယ်။ယဟန်တော်၏ခန္ဓာကိုယ်မှလည်းဇန်လင်းရောင်များဖြာထွက်နေပြီးထိုလင်းရောင်များသည်ဓမယံဖျားမှထွက်လာသောအလင်းရောင်များနှင့်ရောရှက်နေပါတယ်။နက်နက်အာယုံတက်ချိန်တွင်ယတိကြီးသည်ရွှေဘိုယဟန်တော်အားဦးခိုက်ကြော့ပြီးဗရာမယာကြီးအကြောင်းကိုခြောက်ထားလေသည်။အရှင်ဖျားဤဓမယံဖျားကြီးအတွင်းမှထွက်ပေါ်နေသောအလင်းရောင်များသည်ဗရာမယာကြီးနှင့်ပတ်သက်မှုရှိပါသလားဖျားဟုမေးမြန်းရာယဟန်တော်ကယတိကြီးအားစိုက်ဆကြည့်ကမိန်ကြားလေသည်။ငါသည်ပကန်းခေနေရသူမင်းလက်ထက်ကမင်းဆရာပကံပိဤတာနာခိုင်းကျုပ်အရှင်ပန့်တကူမထေဖြစ်ခဲ့ပူပါတယ်ရသေးကြီးမှာစိတ်ဝင်စားစွာနားထောင်နေတယ်ဆရာတော်ကဆက်လက်မိန်ကြားရမှာအနော်ထာမင်းကြီးမှာအရိန္ဒမလှမ်းပြင်အလွန်မတန်ဆွမ်းထက်တဲ့တိဋ္ဌိဝင်ဗရမများကြီးတစ်လုံးလည်းရှိခဲ့ပူပါတယ်တာရဏတော်ပြန်ပွားရေးတထုံပြီးသို့စခင်းရမှာအဲ့ဒီဗရမများကြီးကြောင့်သာဆက်အောင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီကြောင့်ကိုနေရသူမင်းရဲ့ပရောဟိတ်အမတ်များကနေရသူမင်းအားလျှောက်ထားတဲ့အခါနေရသူမင်းရဲ့လောဘများထိမ့်မနိုင်အောင်ဖြစ်ခဲ့ရလေတယ်နေရသူမင်းဟာဖခင်ဖြစ်သူအလောင်းစီသူမင်းကြီးကိုပင်ရွှေကူကြီးဖျားတွင်ခေါင်းအောင်ဖြင့်ဖိညတ်တက်ခဲ့သောပြင်စာနန္ဒီယကံထိုက်ထားသူဖြစ်တဲ့အပြင်နောင်တော်ကြီးမင်းရှင်စောအားအစိတ်ခတ်ရွယ်လုံးကြံတက်ဖြတ်ခါပကံထီနန်းအားအတင်းအရမသိမ့်ပိုက်ခဲ့သူဖြစ်တယ်ငါသည်ထိုအချိန်ကပကံပြည်တာနာခိုင်းကျုပ်အရှင်ပန့်သူမထေဖြစ်ခဲ့ပြီးနေသူမင်းဤဂရိတ္တစာမဲ့သောစကားများကိုမကြားလိုတော့သဖြင့်ဗရမများကြီးကိုယူကာချမ်းပြည်ဟိုပုံးမြို့အနီးကမင်းနေတောင်သို့တွားရောက်ကာတပါးတည်းတရားကျင့်ကြံအားထုတ်ခဲ့တယ်။ငါမရှိတဲ့နောက်နေသူမင်းဟာပရောဟိမတ်များ၏လျှောက်တင်ချက်ရအနော်ထာမင်းကြီးရဲ့ပြည်တံဗရမများကြီးကိုချပွေဖို့ဆုံးဖြတ်ခဲ့တယ်။အနော်ထာမင်းလျှို့ဝှက်ထားသောနန်းစဉ်ရေနာများထားရာမြေအောက်လှိုင်ကူကိုချပွေတွေးရှိနိုင်ဖို့ဘိသုကပညာရှင်များမှသာသိရှိနိုင်တယ်။ဒါကြောင့်နေသူမင်းဟာအကြောင်းပြချက်နေဖြင့်ဓမယံကြီးဖျားကိုတီထားနေဟန်ဆောင်ရွက်ခဲ့တယ်။ဒါကြောင့်လည်းဓမယံကြီးဖျားကိုအကြီးမားဆုံးဖြစ်အောင်တည်ထားခဲ့ပြီးဘိသုကပညာရှင်များပယံဆရာများအလုတ္တမများကိုအကြောင်းမျိုးစုံဖြင့်နှုတ်ပိတ်ခဲ့တယ်။အချို့ကိုတပ်ဖြတ်ခဲ့တယ်။အချို့ကိုဖျားနှင့်အလုံးပိတ်ခဲ့တယ်။အဲ့ဒီချိန်ကဇရေခံရသူတို့ဟာယခုအခါဝိညာဉ်ဘဝဖြင့်မကျွတ်မလွတ်နိုင်ကြတဲ့အတွက်ငါသည်ယခုအခါတစ္ဆာဒိဋ္ဌံပြုပေးခြင်းဖြစ်ပြီးသူတို့ဝမ်းမြောက်မှုအတွက်အလင်းရောင်များပြသခြင်းသာဖြစ်ပေတယ်ဟုမိန့်ကြားလေတယ်။အဲ့ဒီအချိန်တုန်းကနေသူမင်းဟာဝေတာလီပြီးမှဆက်သားတဲ့ကလားမင်းသမီးကိုတတ်သောကြောင့်ဟူရဆရာ6ယောက်လာ၍မင်းကြီးအားဗိသိက်မြောက်ပေးမိဟုဆိုကာတန်လျင်များနှင့်ထိုးတတ်သောကြောင့်နတ်ရွာဆန်လေတယ်ထို့ကြောင့်တမိုင်းတွင်နေရသူမင်းအားကလကြမင်းဟုလည်းခေါ်တွင်ခဲ့ကြလေတယ်ယတေကြီးကဆက်လက်မေးလျှောက်သည်မှာတရိခတ်တရဆက်ဘရင်ကြီးစီရောက်သွားသောဗရမများကြီးသည်အရှင်ဖျားမင်းနဲ့တောင်တွင်တင်ထားခဲ့သောဗရမများကြီးပါလားဖျားဆရာတော်ကမဟုတ်ဘူးယသိကြီးပြည်ပရင်နဲ့ဆက်နွယ်တဲ့အကြောင်းတရားတစ်ခုချိပေအောင်မည်ပြည်ပရင်ဖုံးကံကြောင့်သာဗရမများကြီးကိုရရှိခြင်းဖြစ်တယ်သို့သောပြည်ပရင်စီကဗရမများကြီးကြောင့်လည်းဆက်မဲ့ဖြစ်ပွားတော့မည်ကိုစိုးရင်ရပါသည်ဟုမိန့်ကြားလိုက်လေသည်အဲဒီနောက်ဟိုဘုံစော်ဘွားဟာပြည်ပရင်စီမိမိဆက်တတ်လိုက်သောတန်မြာသည်ဟာဗရမများကြီးဖြစ်သွားသည်ကိုသိရှိပြီးတရိခတ်တရသို့ဆက်ချီပါလေတော်သည်မြင်းခွာသံများပြင်းထန်စွာမြည်ဟိလာတယ်